ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေစိတ်ဝင်စားစရာကောင်းတဲ့အချစ်ဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကြည့်ရတဲ့ပြည်သက်ကြီးနားဆင်နိုင်ဖို့အတွက်စိတ်ဝင်စားစရာကောင်းတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ကိုရွေးချယ်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe နှိပ်သွားပေးဖို့နဲ့ဘေးနားမှာရှိတဲ့ notification လေးကိုနှိပ်ခဲ့ပေးဖို့အရင်ဆုံးတောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက်ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါပြီနော်တေစုတို့ဆောင်ဝန်ထမ်းနေခြင်းဖြစ်တယ်ဌာနပေါင်းဆောင်ကားဖြစ်ပြီးတော့ပညာရေးဝန်ထမ်းဆိုလို့တေစုတယောက်တည်းပါတယ်လူပေါင်း400ကျော်မှာသူအုပ်စုနဲ့တူဖြစ်တယ်တေစုဟာရွှေတူအကောက်ခွန်ဟာဒုတိယအကောက်ခွန်မှုစိမ့်ရယ်စိမန်ကင်းကဖြူရယ်ဗန္ဒာအခွန်ကတူတူရယ်4ယောက်ကတတွေဖြစ်တယ်အနေစားတော့လေညီမအရှင်းနေလို့ဖြစ်နေတယ်ဒီနေ့ကရုံပေးရမလို့တေစုနဲ့စိမ့်အခမ်းမှာ4ယောက်ဆုံးမိပြီးတော့ရောက်တဲ့ရရတွေပြောရင်းနဲ့စိမ့်ရသူ့ကောင်လေးနဲ့ချင်းတွေ့တဲ့အကြောင်းပြောပြနေတယ်စိမ့်ရသူကအရန်ဆိုးတာပဲဟဲ့2ယောက်တည်းဆိုတော့သူကဲချင်တိုင်းကဲတော့တာပေါ့ဟာဆိုပြီးပြောတယ်သူကဘလို့ကဲရလဲငါတို့သိအောင်ပြောပြလေဆိုတော့အားလုံးကစိတ်ဝင်စားနားထောင်နေကြတယ်စိမ့်ရနေတော့မလို့ပြောပြမှာနော်ဆိုပြီးတော့ရက်ထားတော့အားလုံးကအေးပါဟဲ့ဆိုပြီးတော့ပြန်သူပြောကြတယ်စိမ့်ရသူကငါနှခန့်ကိုမရမကအကျဉ်းတာပေးတာနောက်သူ့ရဲ့လက်ကြီးကလေငါရဲ့ရွှေရင်အစုံကိုင်းတာဆိုရင်ခဏရှက်ပြီးတော့ငါလေးထူပူသွားတာပေါ့ဟာဆိုပြီးတော့ရှက်ထားလို့တေးစုကစိတ်မရှိဘဲနဲ့ပြောလေဟာနေမချမ်းပဲပြောဆိုပြီးတော့ဝင်ပြောလိုက်တယ်အဲ့ဒီကြားမှာစိတ်ရဆက်လန်ဟာဒီလိုဟာရုံပေးရဆိုနေပြီးတော့ပြင်းဖို့ကောင်းတယ်စိတ်တို့လမ်းလျှောက်လန်းလို့လေးစရာအားလေးမရှိတော့ဘူးသူ့ဘေးကိုဆိုအောင်ရမန်တင်ဘေးကိုသွားလေဖို့ပြောလို့စိမ့်ဆိုင်ကနောက်ကနေလိုက်သွားတယ်ဗုဒ္ဓကာယဘုရားကိုခဏဝင်ဖို့ပြီးတော့တက်ကုန်းကိုဖြတ်ကရမန်တင်းကိုရောက်လာတယ်ရမန်တင်းတရုတ်ဆိုင်မှာထမင်းစားပြီးတော့မှစိတ်ဒုက္ခတွေ့တော့တယ်ဘိုင်းနာပြီးတော့အိမ်သားဝင်ချင်လာတယ်ဆိုင်မှာသွားဖို့ကလေကျင်းပေါင်းပြီးရှင်းနေမှမဖြစ်ကိုစိုးအစီအစဉ်နဲ့ဟိုတယ်မှာအခန်းတစ်ခန်းကပြီးတော့ကိစ္စရှင်းလိုက်ရတယ်စိတ်ပြန်ထွက်လာတော့ကိုစိုးကကတင်ပေါ်မှာမိမ့်ပိန်ကြီးထိုင်နေတယ်ပြီးတော့လာလေဒီမှာခဏထိုင်အောင်ဆိုပြီးတော့ဝင်ပြောတယ်ဆိုပြီးတော့ပြောတယ်စိတ်ထိုင်လိုက်စဲမှာပဲကိုစိုးကစိတ်ကိုဖတ်ပြီးတော့အကျဉ်းသာပြီးတော့တယ်စိတ်ရလေဒီလိုမကြုံဘူးတော့မို့ထူပူသွားတယ်ပထမတော့ရုံမီးနေပေမဲ့နောက်ပိုင်းရှင်တွေခေါ်လာပြီးတော့ငြိမ်သွားတယ်ကိုစိုးကစိတ်ငြိမ်သွားတော့တဆင်တက်ပြီးရှင်ရဲ့အဆုံးကိုင်းတော့တယ်စိတ်ယုံပေမဲ့မရပါစိတ်ကောင်းမှုတလို့လို့အန်ချင်းတလို့လို့ဖြစ်နေပေမဲ့ရှင်တွေပို့ခေါ်လာပြီးတော့လက်ပုတ်တလို့တုံးရီကဖော်ပြများတဲ့ခန်းစားချက်မျိုးခန်းစားလိုက်ရတယ်စိတ်တစ်ချက်တီးလိုက်ရတာတော့အကျဉ်းသားလေးကွက်ကလေးဟာဆိုးလာတာပဲဖြစ်တယ်ရင်းထဲမှာလိုက်ပြီးမောတယ်လို့မောင်ရဲ့စိတ်အရင်မောတာပဲကွာဆိုပြီးပြောလေဆက်ပြီးတော့အကျဉ်းသားပေးပြီးတော့ရွှေရည်နဲ့ဆောင်ကိုဆက်ပြီးတော့စောက်ကစားနေတယ်ကိုစိုးဟာကျဲသီးတွေကိုဖေးချနေပေမဲ့လည်းစိတ်ရမငြင်းမိမောင်ရဲ့စိတ်ငုံလိုက်မှာနော်ဆိုပြီးတော့ကျက်သိန်းတွေထားပြီးတော့တွန်းလိန်နေရှာတယ်ကိုစိုးဟာစိတ်ရွှေရည်အစုံအကျဉ်းသားပေးနေတယ်စိတ်ရလည်းတဟီဟီနဲ့ငိုကြလိုက်တော့တယ်အဲ့ဒီကြတော့လေကိုစိုးပြူးပြပြီးတော့အတင်းလျှော့နေရတယ်အမေကတော့စိတ်ဆူပြီးငိုခြင်းမဟုတ်မင်းကလေးတွေတချို့ကဒီလိုခံစားရတဲ့အစပထမမှာဒီလိုပဲငိုတတ်တယ်ဆိုတာကိုစိုးမသိချင်းဖြစ်တယ်ကိုစိုးကလည်းကြောက်ပြီးတော့ငြိမ်သွားတယ်စိတ်ရလည်းဆက်ပြီးတော့စောက်ကစားစေခြင်းတယ်ဒါကြောင့်စိတ်ရကျေးသီးတွေကိုဖေးချပြီးတော့မောင်သမားချင်တယ်ဆိုရင်လည်းသမားလေစိတ်ရမောင်အတွက်အယုတ်ပါဆိုပြီးတော့ပြောလိုက်တယ်ကိုစိုးကြောင်ချင်းနေတော့သမားချင်သမားလေအခုမှကြည့်မနေနဲ့ဆိုပြီးတော့စိတ်ရထားရက်ပြီးတော့ကိုစိုးရဲ့ပစံနာမှာချွေရင်အဆောင်ကိုထုတ်ပေးလိုက်တယ်ကိုစိုးရဲ့စိတ်တအားချစ်တာပဲသိလားဆိုတော့ကိုစိုးရဲ့လက်ကစိတ်ရဲ့ကြိုကြတဲ့စီရောက်ပြီးတော့စောက်ကစားနေပြန်တယ်ကျင်းမောင်းပြီးထူလာတော့မှစိတ်အကြောင်းစိတ်အောင်ကောင်းလုံးနေရမို့ပိုးထီအောင်ခြေထောက်တွေကမသိငသာခွာပေးလိုက်တယ်စိတ်ကိုယ်တိုင်ကလည်းလက်ပြေရောက်နေပြီမို့ကိုစိုးရဲ့ပြုသမျှကျင်းနေစွာနဲ့ခံယူတော့မယ်လို့ဆုံးဖြတ်လိုက်တော့တယ်စိတ်ကကိုစိုးရဲ့ခြေသေးတွေကိုဖြုတ်ပြီးတော့ဖေးချနေတယ်ဆွဲကြည့်ကိုစိုးကသူ့ဘာသာဖေးချတယ်ကရင်ပေါ်ထိုင်းနေတဲ့ကိုစိုးကစိတ်ကျင်းမောင်းပြီးကိုဖေးချဖို့လုပ်နေတော့စိတ်ကိုဘာသာကိုရေချိုးခန်းထဲမှာသွားဖေးချလိုက်ပါမယ်ဆိုပြီးတော့ပြောလိုက်တယ်စိတ်ရည်ချိုခန့်တဲ့တပတ်ကြီးကိုဖြာစစ်ပြီးတော့ပြန်ထွက်လာတဲ့အခါကိုစိုးကလည်းတပတ်ကြီးကိုခါမှဆေးထားတယ်။ချက်တောင်းတစ်ဖက်ကျမှတန်တန်မတ်မတ်ကြီးငေါထက်နေတာကိုစိတ်တွေးပြီးတော့မျက်နှာတွေနေရဲသွားတယ်။အပြိုစင်လေးမို့တစ်ခါမှမကြုံဘူးတဲ့ဒီကိစ္စကိုရှက်ရှက်ဝုံဝုံဖြစ်တန်ဖို့ကြိုးစားတော့မှဖြစ်တယ်။ကရင်ပေါ်နေအောင်တာလေးလိုက်ကြတယ်။ကိုစိုးရဲ့နှခမ်းကိုအကျဉ်းသားပြီးတော့စိတ်ဟာလေးသူ့လိုပဲအကျဉ်းသားပြန်ပေးလိုက်တယ်။ကိုစိုးကတပတ်ကိုဖြစ်ပြီးတော့ရွှေရင်အဆောင်ကိုစောက်ကစားနေတယ်။ထူးခဲ့တဲ့ခံစားမှုတွေကြောင့်စိတ်ရဲ့အတန်တိုးလေးထွက်သွားတယ်ကိုစိုးရဲ့လက်ကကျူးကြောက်ကိုရောက်ပြီးတော့အကျဉ်းသားလေးတော်လေးကိုဖြည်းဖြည်းလေးစောက်ကစားနေပြန်တော့စိတ်ရလေးကောတက်ပြီးတော့ကြေးလောင်စွာအတန်လေးထွက်လာပါတော့တယ်။မောင်ရဲ့မလုပ်ပါနဲ့ညက်ပတ်တယ်မောင်ဆိုပြီးတော့ကိုစိုးရဲ့အကျဉ်းသားကိုစိတ်ခံယူနေပြီဖြစ်တယ်
သူကကိုစိုးကိုအားနာပဲပဲကောင်းလောက်ပြန်တော့လေသူမထားပဲနဲ့ခံယူနေလိုက်တော့တယ်စိတ်အသည့်တွေလွတ်သွားတယ်အကျဉ်းသားလေးတော့ပေါ်ဟာကိုစိုးရဲ့အကျဉ်းသားကြောင့်သူအကောင်းဆုံးအဆင့်ကိုတက်လက်နေပြီဖြစ်တယ်ဒီထက်ကောင်းတာတွေသူထပ်ပြီးတော့ရအောင်မှကိုမျှော်လင့်နေကိုစိုးအပေါ်ချစ်တဲ့ပိုချစ်သွားမိတယ်တေးစုတော့နားထောင်နေတော့ဝင်ရောက်နောက်ဆက်တဲ့သူကတော့မမထခေါ်ဒေါ်ထားကြီးဖြစ်တယ်အဆောင်မှာအသက်အကြီးဆုံးအပြည့်ကြီးရလေးဖြစ်တယ်သူကရုံအုံမကြီးပြီးဟဲ့ကောင်မလေးတွေဇလန်တွေးလာတော့မှမကြည့်ကြဘူးလားဆိုပြီးတော့ဝင်ပြောလာလို့ဇလန်ဟာရက်သွားရတယ်ဒေါ်ထားကြီးထသွားတော့သူကဇလန်ဆက်လေဟဲ့ငါတော့မှအချစ်ရည်တွေစိမ့်နေပြီဆိုပြီးပြောတော့အာလုံးဝိုင်းရပြီဖြူကအကျဉ်းနာပေးနေရလေဟဲ့ဆိုပြီးတော့ပြောတယ်စိတ်တရားလေးထဲမှာမြောက်သွားတယ်လို့ကြောက်ထဲပဲပြုတ်ကြတယ်လို့ရင်ထဲမှာအေးခနဲ့အချိန်ချင်းဖြစ်နေရတယ်အေးကုန်ခန်းထဲမှာတော့စိန်ချွေတွေပြန်နေရှာတယ်ကိုစိုးကလေအကျဉ်းနာကိုရှေ့ကိုပေးနေတော့စိန်တအေးနဲ့ရက်ခနေတယ်စိန်တရားနက်ပြေအထစ်ကိုအချိန်ချင်းရောက်နေရတယ်တော်ပြီမောင်တော်ပြီစိန်ကောင်းတွေအရောက်မှုလာပြီဆိုပြီးတော့စိန်ကိုစိုးတားလိုက်ရတယ်ခဏမင်းပြီးတော့စိန်ရဲ့မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ဘေးမှာလာလေးနေတဲ့ကိုစိုးကြီးရဲ့ပါတော်မူကြီးဟာမိုးပုတ်ကိုထောင်မှန်းနေတယ်ကိုစိုးစိန်လက်ကိုအတားဆွဲယူပြီးတော့ပါတော်ကြီးကိုစောက်ကစားခိုင်းတယ်ပူနေပြီးတေးကြောတွေကလှုပ်နေတော့စိန်အသေးတရားရဖြစ်နေခဲ့ရတယ်ကိုစိုးကစိန်မောင်ရဲ့ကိုပေါ့ပြန်ပြီးတော့အကျဉ်းထားပေးပါလားယင်ဆိုပြီးတော့ပြောလာတယ်စိန်ဟာတခါမှလည်းမလုပ်ဘူးရုံကလေရှုံနေတယ်ပြီးမှကိုစိုးတော်မှမယုံမရှာငါရဲ့အကျဉ်းသားလေးတော့ကလေးကိုကိုင်နာပေးလေလို့ဖြေထိန်ပြီးတော့ထားထိုင်ပြီးပါတော်မူကိုအကျဉ်းသားပြန်ပေးလိုက်တယ်ကိုစိုးကတတော်ကြအောင်အကျဉ်းသားပေးပြီးတော့မှကိုစိုးအချစ်ကြီးဆက်ချင်တယ်ကွာဆိုပြီးတော့ပြောလာတယ်စိန်ကလေစူးစမ်းတဲ့အနေနဲ့ဆိုပြီးတော့ခွင့်ပြုလိုက်တယ်ပြီးမှနာမလားမသိဘူးနော်ဆိုပြီးတော့ပြောတယ်ကိုစိုးကပထမတော့နည်းနည်းတော့နာကျင်တာမှာပေါ့ဆိုပြီးစိန်အပေါ်တက်လိုက်တယ်ကိုစိုးတက်ထိုင်ကြရစိန်ရင်နဲ့အခုံမြင်သွားရတယ်ဟောဝင်လာပါပြီစိန်အာရုံကိုစိုးစီပြီးခန်းစားကြည့်နေတော့အကျဉ်းသားလေးတော့တဲ့ချောက်ခနဲ့ဝင်လာတဲ့ကိုပွားကြောင့်ဖော်ပြများတဲ့ခန်းစားချက်ကိုတီးလိုက်တယ်သူခန္ဓာပေါ်တက်နေတဲ့ကိုစိုးရဲ့မျက်နှာကိုတော့သူမကြည့်ခဲ့ပါအချစ်ကြီးဆက်နေတဲ့အတန်နဲ့အတူစိန်ရဲ့ညှိတန်တွေကရောနှောနေရတယ်ကိုစိုးကလည်းအချစ်ကြီးဆက်ကောင်းကောင်းနဲ့စမနာတိုင်းအချစ်ကြီးကိုဆက်နေပါရဲမောင်ရဲလို့ညှိအပြီးမှာတော့အီးဆိုတဲ့ညှိတန်ရှိချင်းနဲ့စိန်ကောသက်သွားရဲမင်းနိုင်စရာထာဝရတတ်မဲ့စေတဲ့အရာတောင်းတနေရတဲ့နက်ပြေနက်ပုံပန်းနိုင်ကိုရောက်ခဲ့ရတယ်။တောက်လေငတ်မပြေတဲ့နက်ပြေနက်ပုံအရာတောင်စစ်စိန်ခံစားလိုက်ရတယ်။ဟဲ့စိတ်ရဲ့နေစလဲကလေအရန်ကောင်းတာပဲနော်။ငါတော့မှနင်းလိုဖြစ်ချင်လာပြီ။ဆက်ပြီးတော့သူကဝင်ပြောပြီးငါတော့အိမ်သာပြည့်ပြီဟဲ့။ဆက်ပြီးတော့ပြည့်သွားရဲ။တဲစုရဲ့စိတ်ရဲ့ဖြူတော့တဝဝရီကြံခဲ့တယ်။မိမပြိုတွေစုမိတိုင်းရလေယောက်ျားလေးတွေအတိုင်းပါလားနော်။ဟုတ်ကဲ့ပါခြေရတဲ့ပရိသတ်ကြီးတို့ရေဒီနေ့လေးရဲ့ဇာတ်လမ်းလေးကတော့ဒီလောက်ပါပဲနော်အားပေးနားဆင်နေကြတဲ့တရားချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နော်နောက်နေ့မှလေဒီထက်ကောင်းတဲ့ဇာတ်လမ်းလေးတွေကိုအမြဲတမ်းတင်ဆက်ပေးသွားပါမယ်နော်